တင်ကာရဲ့ break ဟာအဝေးပြေးလက်မုံမှာရုတ်တရက်ပြက်လွန်းသွားရင်ဘာများလုပ်မိမလဲကားအရှင်ရွတ်တော့အောင်ဘေးကကာယနန်းကိုပုတ်ဆွဲမလဲဒါမှမဟုတ်ရေကိုဖုံးဆက်ပြီးအကူကြီးတောင်းမလားကဲဒီမိသားစုလေးဘလို့အသက်ရှင်အောင်ရုန်းခန့်ခဲ့စတဲ့ဆိုတာကြည့်လိုက်ရအောင်Tom ဟာ Iron Man အစစ်မီကိုတယ်ခင်မီဆုံးစနစ်တွေနဲ့အတန်နဲ့ထိန်းချုပ်နိုင်တဲ့ကားအသက်တစည်းကိုအသက်ဝယ်ထားသူပါမိသားစုကိုခေါ်ပြီးခရီးထွက်ဖို့ကိုသူစိတ်မရှိနိုင်တော့ပါဘူးအဝေးပြေးလက်မော်ရောက်တာနဲ့တနာရီ130ကီလိုမီတာနှုန်းနဲ့ကွန်ပျူတာစနစ်ကိုဂုံယူဝင့်ကြွားစာဖွင့်လိုက်တယ်ချီနှင်းကိုလုံးဝထီးစရာမလိုပဲကားကအလိုလျောက်စသည်မောင်းနေပါကောလေဒါပေမဲ့ခရီးစတာနဲ့မကြခင်မှာပဲကွန်ပျူတာစနစ်ကရုတ်တရက်ချိုးယွင်းသွားလဲကွန်ပျူတာစနစ်တစ်ခုလုံးရပ်တန့်သွားပြီးဘလို့မှပြန်ဖွင့်လို့မရတော့ဘူးTom က break ကိုနင်းကြည့်ပြီးမှဘာမှမထူးဘူးကားက130အရှိန်နဲ့ဆက်လက်မောင်းနေနေတော့ပဲအစပိုင်းမှာတော့မိသားစုက Tom ကိုစနှောင်နေတာလို့ပဲထင်နေခဲ့ကြတယ်ဒါပေမဲ့ရှေ့မှာရန်ကြောနေထူးထပ်လာတဲ့အခါ Tom ကအချင်းချင်းအသက်အန္တရာယ်ရှိတဲ့အနေအထားမျိုးနဲ့ကားကိုကွေးပတ်ချန်တိန်ခဲ့ရတဲ့အခါကျမှသူတို့တကယ်ကိုထိတ်လန့်စားပြူလာပါတော့တယ်အဲ့အချိန်မှာ Tom ရဲ့အဖေ Ben ကအကြံတစ်ခုရလာတယ်ကွန်ပျူတာစနစ်ကိုဖေးဖျန်းဖို့ကလီဘာကိုနင်းလိုက်ရတယ်လို့သူကြားဘူးတာကြောင့် Tom ကိုစမ်းကြည့်ဖို့ပြောတယ်Tom ကတန်တရားစိတ်နဲ့လီဘာကိုနင်းကြည့်တော့ကားကပုံမှန်အတိုင်းအစိမ်တက်သွားပြီမဲ့ကွန်ပျူတာစနစ်ကတော့မရပ်သွားပါဘူး။ဘန်ကတော့အရှုံးမဖေးဘူးပထမတစ်ခါကတေချာမနှိမ့်မီလို့ဖိနိုင်တယ်ဆိုပြီးထပ်ကြိုးစားဖို့ပြောတယ်။ဒီတစ်ခါတော့လီဘာကိုအောက်ဆုံးထိနှိမ့်ပြန်လွတ်ပြီးရင်ပြန်နှိမ့်ပြန်လွတ်ခိုင်းတယ်။ဒါပေမဲ့ကွန်ပျူတာစနစ်ကိုမပိတ်သွားတာဖြင့်ကားဟာသူ့ရဲ့အမြင့်ဆုံးအရှိန်ကိုတဟုန်ထိုးတက်သွားခဲ့တယ်။ဒီလိုအခြေအနေမျိုးမှာဘာလုပ်ရမလဲဆိုတာကို Tom ကသူ့ရဲ့ရောင်းချကိုယ်စားလှယ် Daniel Lee ကိုအမြန်ဆုံးဖုန်းခေါ်ပြီးမေးလိုက်တယ်။ဒါပေမဲ့Daniel Lee ကအခြားဖောက်တန်တအုပ်နဲ့အလုရှုပ်နေတာကြောင့် Tom ကိုအာယုံမပေးချင်ဘူးတကားကိုဖွင့်ပြီးခြေတော့ကိုအပြင်ထုတ်လိုက်ပါလားအဲ့ဒါဆိုရပ်သွားမှာပေါ့လို့ပြောင်းကြောချပြောင်းဖြေပြီးဖုံးချသွားတယ် Tom ကအကြီးကျယ်ဒေါသထွက်သွားတယ်ကားမဝယ်ခင်ကတော့ဒီလူကပြုံးပြုံးရွှင်ရွှင်နဲ့ချောင်းမော်ပြောဆိုခဲ့တာအခုတော့လူစိန်တအုပ်လို့ဖြစ်သွားပြီရှေ့မှာရန်ကြောတဲ့စက်တိုက်ပိတ်နေတာကြောင့် Tom ကမတော်အဆက်မဖြစ်ရအောင်ဆက်လက်ကွေးချောင်နေခဲ့ရတယ်